အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ 420pm channel မှာကြိုဆိုပါရစေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့စာရေးဆရာဧကမင်းရေးသားထားတဲ့မဖဲဝါနဲ့ထိတ်နေတဲ့ဝတ္ထုဖြစ်ပါတယ်ကျွန်တော်တို့ channel လေးကို like and subscribe နဲ့ notification လေးလုပ်ထားခြင်းအပြင်ညစဉ်ဇာတ်လမ်းကောင်းများကိုနားဆင်နိုင်ပါတယ်ခင်ဗျာအားပေးတဲ့သူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဖြစ်ပျက်မှုရဲ့အစားကတိဝိုင်တဲစုကစခဲ့ခြင်းဖြစ်သည်ဒုံမျိုးတို့တဲမှာညသာစားတိုင်းပြဿနာတစ်မျိုးမဟုတ်တစ်မျိုးတက်နေသည်မှာသားငါပါတော့ဟင်းချက်သည့်အခါတိုင်းဖြစ်နေသည်လက်ကွင်းထဲမှာထွက်သောအသီးနှံတစ်မျိုးမဟုတ်တစ်မျိုးချက်ပြုတ်ကြော်လို့စားကြသည်ခိုင်းဆိုင်ရာကွင်းပပက်လေတွင်ချင်ပေါင်းပဲတောင်ရှိခရမ်းသည်ရုံးတေသည်အသီးနှံမျိုးစုံတင်းညက်အဖြစ်စိုက်ထားသည်အသီးရွက်ခူးရောင်းရပြီမို့ဒုံမျိုး၏ဇနီးကမနဲ့ဈေးမှသွားရောင်းသည်ဈေးမှပြန်လာလျင်ဟင်းစားအသားတစ်မျိုးမဟုတ်တစ်မျိုးပါလာစမြဲဖြစ်သည်ရိုးအသီးရွက်ချက်ထားသောဟင်းဆိုလျင်အိုးထဲမှာမလျော့တော့လေငါ6ဟင်းငါဟင်းဝတ်သားဟင်းအမဲသားဟင်းချက်သားဟင်းချက်သည့်အခါမျိုးဆိုရင်လူလစ်သည်နှင့်ဟင်းအိုးထဲမှာဟင်းလုံးဝမရှိတော့ခြင်းပင်ဒီနေ့ရက်ပိုင်းနေ့စဉ်ဈေးရောက်ထွက်ရသဖြင့်ဟင်းကောင်းမကြချက်ဖြစ်သည်ထိုသားဟင်းများချက်ပြီးမစားရသည်မှာအတော်ကြာခဲ့ပြီတဲမှာဇုံမျိုးတို့လင်မယားအပြင်ကလေး3ယောက်ရှိသေးသည်အငယ်ဆုံးကလေးက6နှစ်အလက်ကောင်က10နှစ်အကြီးဆုံးမိန်းကလေးက73နှစ်ရှိပြီအားလုံးကျောင်းသားများဖြစ်သည်မနေ့8နာရီဆိုရင်ကျောင်းသားကြပြီးညနေ4နာရီရောက်ရင်အားလုံးတေးပြန်ရောက်ကြပြီ။ထို့ကြောင့်ညနေဟင်းများပြောက်တိုင်းကလေးများအဆူအငေါ့မလွတ်ခဲ့။သားတို့ယူမစားပါဘူးဖေကြီးက။သားတို့ယူစားရင်လည်းကုံအောင်ပဲစားပါမလဲ။ကလေးတွေပြောတော့လဲဟုတ်နေပြန်သည်။အရိုက်ခံရမယ်အပြုတ်မှုမျိုးကလေးတွေလုံမိမထင်။ကလေးများကလည်းစိုးပေမဟုတ်။ဒီတိုင်းဆိုရင်ဒုတ်ပတ်ဝင်းကျင်မှာဟင်းခိုးစားတဲ့အကောင်တကောင်အောင်တော့ရှိနေပြီ။ခွေးစားဝါးပြောအောင်လဲကျမတို့တဲမှာခွေးမှမရှိတာ။နီးနာတဲမှာလည်းခွေးမမွေးတာ။ကျမအထင်မင်းပါထင်လို့လေတို့လက်မှာတဲနေချင်းတရားရောက်ယူစားရထင်နေလို့လား။အားတော့မထင်။ဟင်းအိုးထဲမှာဟင်းပြောက်တာလူတယောက်တစ်ထိုင်နဲ့စားရင်လည်းမကုန်နိုင်။ဒီတော့ဖြစ်နိုင်တယ်တခုစဉ်းစားမိ။ရှင်ပါစဉ်းစားမိလို့လေ။ဒါငါနားလာခဲ့။ဘာပြောမလို့လဲရှင်ထင်တဲ့အကြောင်းပြောလေ။ဒါပါဆိုနေမှာကလေးကြားမှာဆိုလို့ကလေးမကြားစေချင်အောင်ဒီနောက်လာခဲ့။ဇော်မျိုးနဲ့မျက်နှာချင်းဆိုင်ထိုင်နေတော့မမျက်ကျင်လဲအကြီးတို့တိုးကပ်လာသည်။ရှင်ပါသိထားလို့လေ။ဘာမှမသိထားဘူးထင်းလို့တွေးမိလို့ဒီလိုမိမကြီးဒုပတ်ဝင်းကျင်မှာဟင်းကိုးစားရဲ့တရေတစ်ခေါင်တော့ရှိနေပြီထင်တယ်တရေဟုတ်လားမင်းစဉ်းစားကြည့်လေဟင်းတအိုးလုံးကောင်အောင်စားတာလုံးမဖြစ်နိုင်ရိုးပါရဲ့ဟင်းဆိုအနားမှာရိုးတစ်ချောင်းတောင်မတွေ့အစေတရေမှာဒီလိုစားနိုင်မှာမဟုတ်လားဒါဆိုဘယ်လိုလုပ်ကြမလဲခုရက်ပိုင်းမင်းစေးသွားရင်ဟင်းချက်ဖို့အသားငါးပွဲမလာတော့နဲ့ဟင်းသေးရွယ်ပဲချက်တော့3-4ရက်လောက်အချိန်ကြီးကြမမြတ်ကျင်လဲကိုစုံမျိုးမာထားသည့်အတိုင်းဈေးမအပြက်အသားငါးဝယ်မလာတော့ဟင်းသီးဟင်းရွက်ချက်သည့်နေ့မှစ၍ဟင်းဦးထဲမှာဟင်းမပြောက်တော့တနေ့ညနေပိုင်းငရုတ်ပင်များရေတွင်းသည့်အလုပ်လက်ဆက်မပြတ်သေး၍ညနေ9နာရီအထိအပြီးနိုင်ကလေးများကြောင်းမှပြန်ရောက်နေပြီမမကျင်လဲလဲပတ်ဝန်းကျင်စိုက်ထားသောဟင်းသီးဟင်းရွက်များကိုမနက်မှဆေးသွားရောက်ရန်ခုနေသည်ထိုအချိန်တဲအနီးမှအငယ်ကောင်ကြော်ဤအတန်တုံအော်တန်ကြောင့်ဇော်မျိုးတဲစီတို့အပြေးလာသလိုမမကျင်လဲအပြေးရောက်လာသည်တဲတွင်မှအလက်ကောင်ထွန်းထွန်းနှင့်သမီးကြီးမျိုးတို့လည်းကြော်အော်တန်ကြောင့်အပြင်သို့ပြေးထွက်လာကြသည်တတဘာဖြစ်လို့လဲဟိုးပင်ပေါ်မှာဘာမှမတွေ့ပါဘူးတဘာမြင်လိုက်လို့လဲတားမြင်လိုက်တယ်တစ်ပင်ပေါ်မှာလူကြီးတယောက်ခေါင်းကြီးနဲ့တက်သွားတယ်စပင်ကနေရလားမျက်နှာကနေရလားမျက်နှာကမနီဘူးမျက်လုံးနှလုံးကနေတယ်ခေါင်းပေါ်ပိုင်းကနီလာဘာမှမရှိတော့တဲကလေးဝင်ကြမယ်အားလုံးလာကြအဲ့လူကြီးကတားကိုသူ့ရဲ့မျက်လုံးကြီးနဲ့ပြူးပြပြီညောက်တော့ကောင်လို့တစ်ပင်ပေါ်ပြစ်တက်သွားတယ်အခုသားမြင်ပဲလေတစ်ပင်ပေါ်မှာဘာကောင်းမှမရှိဘူးဟုတ်တယ်သမီးတို့လည်းမမြင်ဘူးသားကတော့တေချာမြင်လိုက်တယ်ထိုညမှာပင်ငယ်ကောင်ကြောအိမ်မောမကြပဲလန့်ပြီးអော်နေသည်ထိုကဲ့သို့អော်နေသဖြင့်ကိုစော်မျိုးတို့ကလည်းအိပ်ရမရတော့ဘယ်လိုလုပ်ရမလဲမသိတော့ဘူးနားရတကြံသူကလည်းအနီးနားမှာမရှိရွာတို့ခေါ်သွားရင်လည်းလူခွဲမရှိထိုစဉ်အငယ်ကောင်6နှစ်သားလေးကမထင်မှတ်မယ်အပြုတ်မှုကိုထားလို့တော့သည်ဝုံဟီတာဘာဖြစ်လာလဲမိကနေအိပ်ပျော်သွားတော့မမြတ်ကျင်ကအတန်ကြားပြီးနိုးလာသည်ကိုစော်မျိုးတားဘာဖြစ်တာလဲဟာငါဘိုက်စားတယ်ကွာမင်းတို့ကောင်လေးစီကမစားရ3ရက်ရှိနေပြီခမရဘာလို့လဲဘယ်မှနေရလဲငါအသေးထိတ်နေပဲ
မင်းတို့ရဲ့တဲချင်းကကိုပင်းကြီးမှာငါနေတာအဖိုက်စားတယ်ငါအခုဟင်းချက်ကျွေးဟာတဲမှာဘာမှချက်စရာမရှိဘူးငါမင်းတို့ချက်တဲ့ဟင်းမှမစားရရင်မင်းသားသမီးကိုတယောက်ချင်းစီစားမယ်ပြီးရင်မင်းတို့ကိုစားမယ်ဟာဒီလိုမဖြစ်ဘူးအဲ့လိုတော့မလုပ်ပါနဲ့ဒါဆိုငါ့ကိုဟင်းချက်ကျွေးခမားစားရင်လည်းဟင်းချက်ကျွေးမယ်မနေ့ဈေးသွားပြီးညနေပိုင်းကျွေးမယ်မနေ့ပြင်ညနေအမဲသားဟင်းချက်ကျွေးထိတ်ချဂတိပေးရကျုပ်သားစီမှာပူကတ်နေတာခွာပြီးတော့ငါ့ကိုညာမယ်မစင်စားနဲ့တော့ငါကိုမှရှိတယ်ငါစောင့်နေမယ်ထို့သောပြောပြီးသည်နေ့ငယ်ကောင်ကြောထမ်းမှပူကတ်နေတော့တရေထိတ်နေလဲထွက်ခွာသွားတော့သည်နောက်နေ့မနက်မမကျင်ဈေးသွားပြီးအပြန်အမဲသားဝယ်လာခဲ့သည်အမဲသားဟင်းချက်ပြုတ်ပြီးသည်နေ့ဆန်တကောတစ်ချက်အတွင်းမပြောပတ်ခင်ပြီးထမင်းရပေါ်ဟင်းများပုံကကိုပင်အောက်သို့ချကျွေးလိုက်သည်ထို့သို့ချကျွေးပြီးသည်နေ့ထိုင်းမိုင်းတွေဝင်နေသောကြောမှာထိုင်းမိုင်းတွေဝေကြောက်လန့်မှုများယူပစ်တယ်လို့ပြတ်သွားတော့သည်နောက်ရက်ရောက်ပြန်တော့ကိုစုံမျိုးတို့လင်များကြင်ရမြဖြစ်နေသည်မနက်စာညစာမြည်သည့်ဟင်ချက်ရမည်မသိဖြစ်နေသည်အသားရင်ချက်ပြန်နေလဲကိုပင်ပေါ်ကထိတ်နေတဲ့ဆင်းပြီးစားသွားမှဆိုသည်ဟင်းကောင်းမချက်ပြန်နေလဲသူဘိုက်စားရဆိုပြီးကလေးတယောက်ကိုအနေအပြုမှဆိုးလာသည်နေ့တိုင်းချက်ကျွေးရအောင်လဲသူတို့ကမချမ်းသာအသားဟင်းတပကံသာစားမိဆိုရင်သူတို့စားမိဟင်းအိုးထဲမှာခွဲဝေကျွေးနိုင်သေးသည်ယခုတော့အစားကြီးသည့်ထိတ်နေတဲ့ကဟင်းတအိုးလုံးကျွေးမှဂျင်းနဲ့တည်းဖြစ်သည်ယခုမှစိတ်ဒုက္ခရောက်ရတော့သည်ဦးစောမျိုးကျမတို့ရွာထဲပြောင်းရင်ကောင်းမလားရွာထဲပြောင်းရတော့ဟုတ်ပါပြီတီးနံတွေကပေါ်နေပြီအဆောင်မရှိလို့မဖြစ်ဘူးချင်းနေစောင့်ကြည့်ပြီးတတိနဲ့နေကြရပါကွာတို့ဖြင့်သူတို့မိသားစု9ယောက်လဲထိတ်နေတဲ့နဲ့ညီကပ်စွာနေထုံညတညလုံးအိမ်မပြောနိုင်ဖြစ်ခဲ့တော့သည်ပထမနေ့ကတရေကြီးအတွက်မဲသားဟင်းချက်ကျွေးပြီးနောက်နေ့ပဲသီးနဲ့ခန်းရှင်သီးရော၍ဟင်းတစ်ခွက်ချက်လိုက်သည်ညနေပိုင်းထုံဟင်းကိုယူစားခြင်းမခံလိုက်ရတရေကဟင်းသီးဟင်းရွက်ကြိုက်ပုံမရထုံညတရေကြီးဟင်းကိုယူမစားသဖြင့်စိတ်ချမ်းသာစွာစားကြရသည်ညစာစားတော့ထူးခြားမှုမရှိည6နာရီမှစ၍ည9နာရီအထိချွတ်ချွတ်အတန်မကြရခလေး3ယောက်ကအိပ်ပျော်နေပြီကိုစောမျိုးနဲ့မမကျင်တို့လင်မယား2ယောက်ကတော့အိတ်ချင်နေပြီမဲ့တရေကြီးထမင်းမစားရသဖြင့်တခုခုလုံမီစိုးရင်၍အတွေးလုံးကအိတ်မပြောနိုင်ဖြစ်နေရသည်သူတို့စိုးရင်နေသည့်အတိုင်းဝုန်းကိုပင်ပေါ်ကတရေကြီးခုန်ချလိုက်သည်လားတခုခုပစ်လိုက်သည်လားမသိတခုခုကြားသည့်အတန်ကြားလိုက်ရသည်ဟင်းဘာတန်လဲကြားလိုက်လားကြားတာဗောအကျေးကြီးဟာထိုစဉ်တဝုံးဝုံးနဲ့တဲကိုဆွဲလုံနေသည်လားမသိချိန်ထုတ်လှရှာနေသည်ဖျားဒီတရေအစားမစားရလို့တောင်းကျမ်းနေပြီဘယ်လိုလုပ်ကြမလဲအာခီဟင်အလက်ကောင်တန်မဟုတ်လားဟုတ်တယ်ခြံတော်တွေကကလေးနိုးကုန်ပြီထင်တယ်လမ်းကုန်တော့မှာပဲမမကျင်လည်းခြံတော်အတွင်းဝင်သွားသည်ခြံတော်အတွင်းမှာအလက်ကောင်ထွန်းလှန့်ပြီးငိုနေသည်မမကျင်လည်းအလက်ကောင်အားမကြောက်လန့်ရန်နှစ်သိမ့်ပေးရန်ပွေဖက်လိုက်သည်ဒါဘာမှမကြောက်နဲ့အမေရှိရဲ့ဝါမမကျင်လက်များကိုပုတ်ထုတ်လိုက်ကခြံတော်အတွင်းမှာထားရထွက်သွားသည်ကိုစောမျိုးကအလက်ကောင်လက်ကိုလှမ်းဆွဲလိုက်သည်အလက်ကောင်ကမျက်တောင်းနေနဲ့လှမ်းကြည့်ပြီးဒေါသအတန်ပါတော့အတန်နဲ့စကားပြန်ပြောသည်ခလေးတန်မဟုတ်အငယ်ကောင်ကိုဝင်စီးပြီးပြောတော့တရေထိတ်နေတဲ့အအော်ကြီးဖြစ်နေသည်ငါ့အောင်စင်းမလို့မင်းတို့ငါ့ကိုဘာမှမကြွေးလို့မကျင်းတဲ့လို့ပဲကွာဟာမနေ့ကပဲအမဲသားဟင်းနဲ့ကြွေးပြီးပြီလေနေ့တိုင်းကြွေးနိုင်လောက်အောင်ကျုပ်တို့ကမချမ်းသာဘူးတပတ်ကိုတစ်ခါကြွေးမယ်နေ့တိုင်းတော့မကြွေးပြရစေနဲ့ကလေးကဘာမှပြန်မပြောတော့ဒေါ်လာထွက်သည့်ဟန်နဲ့ခြေဆောင်ပြီးတဲအောက်သို့အတင်းဆင်းသွားတော့သည်ထို့သို့အလက်ကောင်ဆင်းသွားသည့်အတွက်တရေထိတ်နေရန်ကိုမကြောက်နိုင်တော့ပဲလင်မယား2ယောက်လုံးတဲပေါ်မှာဆင်းပြီးလက်ကောင်သွားရနောက်သို့လိုက်ခဲ့သည်ရှင်စားကျင်တာဝယ်ကျွေးပါမယ်ခလေးကိုခေါ်မသွားပါနဲ့မမကျင်နဲ့အနောက်ကအတင်းလိုက်ပြောတော့လေရှေ့သို့ရောက်နေတော့အလက်ကောင်ကဘာမှပြန်မပြောရုပ်တည်တဲ့ရုပ်ကဲ့သို့အသက်မဲ့စွာကိုပေရှိရာသို့ရှောက်သွားနေသည်ထို့နောက်အံ့ဩဖွယ်ရာမိဘတို့မျက်စိအောက်မှပင်နောက်တော့ကောင်အလားကိုပင်ပေါ်သို့တက်သွားသည်ဟာခလေးကိုတဲခေါ်आईကျတို့ကလေးကိုပြန်ချပေးပါမင်းစားကျင်တဲ့ဟင်မနဲ့ဝယ်ကြည့်မယ်ဟာကိုပင်ကြီးပေါ်ကထောက်ကြားပွဲရရဲတန်းကြီးထိုကလေးပါးစပ်မှထွက်နေသည်အေးကျွေးရလေဆင်းရတာဗောခုတော့မဆင်းသေးဘူးမင်းတို့ထမင်းနဲ့ဟင်ငါးရှိရောက်မှဆင်းမယ်ခင်ဗျားမဆင်းရင်လည်းမဆင်းပါနဲ့ကျုပ်သားကိုတော့အောက်ချပေးပါခင်ဗျားကိုမနဲ့စာတီတီချာချက်ကျွေးပါမယ်အခုမဆင်းသေးဘူးလေ
မနှစစားမှဆင်းခဲ့မယ်ခမရကိုပြောနေရမဟုတ်ဘူးခလေးအောက်ချပေးဖို့ပြောနေရပါတမတ်ပါရှင်ခလေးအောက်ချပေးပါမစင်းဦးဟေ့မစင်းဦးဟာခလေးမှတရေစီးရဆိုတော့တရေမစင်းခလေးအောက်ရမှာမဟုတ်ဘူးဘယ်လိုလုပ်ရမလဲစဉ်းစားမရတော့မိမလားဒီတိုင်းတညလုံးထိုင်နေရမှာလားမလွယ်ဘူးကျမတို့မအိမ်မနေထိုင်မနေနိုင်တယ်လို့တားလေးလေးတကိုင်းပေါ်မှာညလုံးထိုင်နေနိုင်မှာမဟုတ်ဘူးကိုစုံမျိုးတို့လင်မယားအောက်ကတောင်းတောင်းမှန်မှန်ကလေးကိုချခိုင်းပေးမယ်ထိတ်နေသေးရဲ့ကကလေးကိုဝင်စီးထားပြီးအောက်ကိုမချပေးတို့ဖြစ်တကောင်ရန်ကျော်2 နာရီခန့်ရှိတော့ကိုစုံမျိုးတို့အိမ်ငိုက်လာသည်ခါတိုင်းဆိုရင်အိမ်မောကြနေပြီဖြစ်သည်ကလေး2ယောက်ကတဲအတွင်းမှာတယောက်ကတစ်ပင်ပေါ်မှာအထဲထဲဝင်မအိပ်ဝန်အမိုးကမရှိတော့တဲပြင်မှာစောင်းတစ်ထည်မှမရှိမဲခင်ဝထားသောအနှွေးထည်သာခန္ဓာကိုယ်မှာရှိကြသည်ကလေးကိုတစ်ပင်ပေါ်မှာပြစ်ချလိုက်မည်ဆိုရင်၍တစ်ပင်ပေါ်မောကြည့်ရလုံးတစ်ဖြစ်လဲပင်များညောင်းကိုက်နေပြီကလေးထိုင်နေသောကိုကိုပင်အကိုင်းကပေ20ခန့်အမြင့်ရှိနေသည်ကလေးကအိတ်ချိန်ပုံမရခြေတွဲတောင်းချကခြေနှစ်ဖက်ကိုလှုပ်ရမ်းနေသည်တော်ဒုက္ခပြီးတည်းရဲ့ပဲကလေးအောက်ရောက်မှငါအကြောင်းသိစေရမယ်ရှမ်းဘာလို့မလို့လဲနောက်မှပြောမယ်အခုတော့ဘယ်သူ့မှမပြောသေးဘူးရှင်ကိုပြီးခုတ်ပြဖို့မလားမင်းပါစပိတ်ထားတယ်တရေကြလို့ကလေးကိုပြစ်ချလိုက်အောင်မယ်ထိုအခါမမြတ်ကျင်ပါစပိတ်သွားတော့သည်တရေထိတ်ညီလဲအညှိုးကြီးစွာကလေးကိုတစ်ပင်ပေါ်မှာမချပေးသဖြင့်တညလုံးမိုးလင်းသည့်အထိမမြတ်ကျင်တို့လင်မယားမအိပ်ပဲထိုင်ဆောင်နေရသည်မမြတ်ကျင်လင်းနာနဲ့ကလေး2ယောက်ကိုနှိုးပြီးရွာထဲကသူ့အဖွားရင်ကိုခေါ်သွားကျောင်းကိုအဖွားရင်ကနေတက်ခိုင်းတဲကိုလူကြီးလာမခေါ်ရင်ပြန်မလာနဲ့လို့သိချမှာလားမင်းမေကိုလည်းကလေးမသိအောင်ကြိုးချောင်းသိချရှင်းပြလာလိုက်အောင်အလက်ကောင်ကြောင့်မင်းကလည်းနေခဲ့တယ်ပြောလိုက်ထိတ်လက်နေဖြစ်သွားလို့လည်းအမေကိုတော့မပြောနဲ့အောင်ပြီးရနဲ့အမဲသားဖြစ်ဖြစ်ချက်သားဖြစ်ဖြစ်ဝယ်ခဲ့ကဲမင်းတဲရဲသွားပြီးကလေးကိုနှိုးတီးရွက်တွေကိုချမအောင်နဲ့ရတဲ့ဈေးနဲ့ဖောက်တယ်ပေးခဲ့ကျုပ်လည်းဖောက်တယ်ပေးဖို့စိတ်ကူးပြီးသားဗျာရှယ်လက်ကောင်တခြားကျူးဆိုင်နော်တရေစိတ်ဆိုအောင်ရှောင်းမလုံးနဲ့အရှိမရောင်ကြီးတန်းလာသည်နဲ့မမြကျင်အငယ်ကောင်ကြီးမတို့တဲတဲမှထွက်သွား၍ရွာသို့သွားသည်ကိုဇော်မျိုးမြင်လိုက်သည်ဇော်မျိုးလည်းတစ်ပင်ပေါ်ကကလေးကိုစိုးရိမ်စွာစောင့်ကြည့်ရင်းကြံခဲ့သည်နေ၏အလင်းကဝင်းကျင်အနှံ့အဖျားဆင်းလာခဲ့ပြီဖြစ်သည်ကိုဇော်မျိုးထိုင်ရာကမထဖြစ်တယ်လို့တစ်ပင်ပေါ်မှာအလက်ကောင်ကလည်းထိုင်လျက်ရှိနေသေးသည်တရေဝင်မှုထားခြင်းကြောင့်တညလုံးမအေးရတော့လဲလန်းဆန်းနေပုံရသည်နွားတင်းကုန်းမှာနွားများကိုခြေသေးများရှင်းစရာရှိသေးတော့လေအလက်ကောင်ကိုစိတ်မချသဖြင့်တဲအပြင်မှအတွင်သို့မဝင်ပဲရှိနေသေးသည်နေက9 နာရီကျော်သည်နှင့်အပူချိန်ပါလာသည်အရေးရသောတဲဘေးသို့နေရာရွှေ့ပြီးထိုင်လိုက်သည်တစ်ပင်ပေါ်ကအလက်ကောင်လည်းယခုအချိန်ထိတစ်ပင်ပေါ်ခြေတွဲလောင်းချထိုင်ရရှိနေသေးသည်နေကတဖြည်းဖြည်းမြင့်လာပြီးအလက်ကောင်ကတကိုင်းပေါ်မှာထနေသည်ကိုစုံမျိုးမြင်နေရသည်အလက်ကောင်တစ်ပင်အောက်သို့မဆင်းပဲတစ်ပင်ထိပ်ပြားသည့်တက်သွားသည်ကိုမြင်နေရသည်ဒေးတိုက်၍အမြင့်ရှိရာတကိုင်းများလှုပ်ရှားနေသည်တရေကကိုစုံမျိုး၏စိတ်ကိုဆွနေသည်နှင့်ပင်တူသည်အလက်ကောင်ကဟိုကိုင်းဒီကိုင်းမြောက်တကောင်လိုခုန်ကူးနေသည်မနက်8 နာရီခွဲခန့်မမြကျင်ဈေးဝယ်ရာပြန်လာသည်တဲနာခက်လန်လန်ရောက်သည်နှင့်တစ်ပင်ထိပ်ပြားရောက်နေသောလက်ကောင်ကိုမမြကျင်လှမ်းမြင်လိုက်သည်အမလေးလေးကလေးကိုတစ်ပင်အမြင့်ကြီးခေါ်သွားပြန်ပြီတဲရောက်ရင်ခြေလက်အမြင့်လျှောက်ခဲ့သည်မမြကျင်တဲနာရောက်လာသည်နှင့်ကိုကိုပင်ဘော်ကအော်ပြောသည်ကလေးကိုအောက်ချပေးပါတော့ဟင်းမြန်ချက်ပေးပါမယ်ဟင်းချက်လိုက်ပြီးရတယ်ငါဆင်းပြီးစားမယ်တစ်ပင်ထိပ်ပြားမှာလက်ကောင်ကအတန်အောကြီးနှင့်ပြန်အော်ပြောသည်ကဲမမြကျင်တဲကမစားမချင်းအလက်ကောင်ခွာပေးမှာမဟုတ်ဘူးထမင်းနဲ့ဟင်းကိုတွားပြီးမြင်မြန်သာချက်လိုက်ရောရှင်ကလေးကိုစောင့်ကြည့်ထားနော်ကျွန်မအမြန်ချက်လိုက်မယ်မမကျင်လဲတဲအတွင်းသို့ဝင်ကထမင်းဟင်းကိုအမြန်ဆုံးချက်လိုက်သည်10 နာရီခွဲခန့်ထမင်းရောဟင်းမှကျက်သွားတော့သည်မမကျင်တဲအတွင်းကထွက်ပြီးကိုစော်မျိုးအနားရောက်လာသည်အားလုံးကျက်သွားပြီရှင်တော်ခုပြီးယူခဲ့ကိုစော်မျိုးလဲသကောအတွင်းငပြောဘက်ခင်ကထမင်းကိုခူးပြီးပုံလိုက်သည်ထမင်းပေါ်သို့အမဲသားဟင်းများလောင်းထည့်လိုက်သည်တဲပြင်သို့သကောကိုမထွက်လာကခက်လက်လန့်ရှိတဲနှင့်လဲ2 ကွက်အကွာခန့်ရှိသောကန်သင်းပေါ်မှာချလိုက်ရင်ဟေးတစ်ပင်ဘော်အကောင်ကြီးဒီ
ဒီမှာအမဲသားဟင်းနဲ့ထမင်းချကြွေရတယ်လာစားထို့သို့အော်ပြောလိုက်သည်နှင့်တပည့်မော်မှအလက်ကောင်လဲတွက်လက်စွာအောက်သို့ဆင်းလာပြီးထမင်းစကောချထားရာလေကန်သေးရှိရာသို့ထွက်သွားသည်ထို့နောက်ထမင်းကိုအားရပါရထိုင်စားနေသည်ကိုစောမျိုးလည်းစိတ်ကူးထားသည့်အတိုင်းတရေကြီးထမင်းစားနေစဉ်ထင်းခုတ်ဓမ္မကြီးကိုပြေးယူပြီးလူကြီးလက်နှစ်ဖက်အရွယ်မရှိတရှိပင်စီကိုအားကုန်လွှဲခုတ်တော်သည်ကိုပင်ကသားပွားအမျိုးသားဖြစ်ပြီးအသက်က3နှစ်ပင်မပြည့်တတ်သို့တော့အနှစ်ကတိတ်မရှိသေးဒေါသစိတ်မှွန်ပြီးဓာတ်နှင့်အချက်ပေါင်းများစွာခုတ်လိုက်ရာပင်စီတဝက်ခန့်ကြော်ခုံမိသွားသည်10မိနစ်ပင်မကြာတစ်ပင်ကြီးလေတိုးမှရင်းထိုးစပြူပြီးထိုအခါအလက်ကောင်ကိုဝင်စီးသောတရေကထမင်းစားနေရင်ကိုပင်ကိုလှမ်းကြည့်သည်ဟာငါမနေနိုင်အောင်တစ်ပင်ကိုခုတ်နေရလားတစ်ပင်မသေးပဲမင်းသေးရမယ်ငါလည်းမသွားဘူးတစ်ပင်လည်းမလဲစေရအောင်ဟာအလက်ကောင်တမ်းမှတရေထွက်သွားပုံရသည်အလက်ကောင်မြေပေါ်လဲကျသွားသည်အလက်ကောင်လဲသွားသည့်နှင့်တပြိုင်နက်ကိုစောမျိုးခြေထောက်နှစ်ချောင်းလက်နှစ်ဖက်အကျော်ဆွဲတကဲ့သို့ဖြစ်သွားပြီးမက်ကြီးပြစ်လဲသွားသည်တစ်ပင်ကပင်စီ3ပုံ2ပုံခန့်ပြတ်တော်လေလဲမကြပဲအကောင်အတိုင်းမက်ကြီးရှိနေသည်ကိုစောမျိုးတယောက်အသေးကောင်ကြီးလိုစက်တငင်ကြီးလဲနေသည်မက်ကျင်ကကိုစောမျိုးကိုထူမရန်ပွေးလိုက်သည်ဟင်းကိုစောမျိုးအသက်မရှိသေးရဲ့လားထိုအချိန်သူတို့တဲနီးချင်းများလဲအလောက်ခွင်ဝင်နေကြသည်ကိုမက်ကျင်လှမ်းမြင်လိုက်သည်လာကြပါဦးမိုင်းမြင့်တို့ကိုထုံးမတို့ကျမယောက်ျားဘာဖြစ်တာလဲမသိဘူးလာကြည့်ကြပါဦးမက်ကျင်အော်တန်ကြောင့်တဲနီးဝင်းကျင်မှလူ9ယောက်ခန့်ရောက်လာသည်ကိုထုံးမကကိုစောမျိုးကိုအသေးအချာစမ်းကြည့်သည်စောမျိုးအသက်မရှိတော့ဘူးဘလို့ဖြစ်တာလဲမက်ကျင်ကရောက်လာတော့သူများကိုရှင်းပြလိုက်သည်ဟင်းတရေကဒီမှာရှိတာပေါ့ဟုတ်လားဟုတ်တယ်ကိုပင်မှာနေတာတဲ့တရေကသူမနေနိုင်အောင်ကိုပင်ကိုခုတ်လို့အခုလိုအသေးလောက်လိုက်တာပဲဟာဟိုမှာကြည့်စမ်းပင်စီကိုခုတ်လာတာအထက်ကအနှစ်ပြတ်နေပြီတဲပဲကြံတော့တာမလဲဘူးဘော်ဝိန်းနဲ့လေတိုက်တာနဲ့တစ်ပင်လဲရမှာကိုပင်မလဲကြအောင်တရေလောက်ထားဖြစ်နိုင်တယ်ကဲကိုစုံတို့တကယ်သေးသွားပြီဆိုရင်လောင်းလို့ဖို့ဆင်လို့ရအောင်ကျုံငွေနဲ့ဖိုတူမျိုးနှစ်ယောက်ကကနဖြင်းလို့ဖို့စီစဉ်ကြဂျွာတဲကအတိမိတ်ဆွေတွေကိုလည်းကြောင်းကြကြအောင်ဟုတ်ကဲ့ဦးလေးတင်ကျွန်တော်တို့လူစုလိုက်ပါမယ်မိုးမချုပ်ရင်အားလုံးပြီးနေစေရမယ်ဒေါ်မြင့်ရှိလားဟဲ့ကြောက်လုံးနင်တဲမသွားဘူးလားတဲသွားလို့တဲရပြန်လာတာဘာကိစ္စရှိလို့လဲဒေါ်လေးအောက်ကိုစိတ်ခဲ့အောင်ကျွန်တော်အပေါ်မတက်တော့ဘူးကြောက်လုံးတို့ကစကားပြောစရာရှိအိမ်ပေါ်တက်လာတာမဟုတ်ဘူးငါ့ကိုအောက်ဆင်းခိုင်းရတယ်ငရဲဆောက်ထုတ်ကြမယ်အကောင်ဒေါ်ရင်းမြင့်အိမ်ပေါ်ကပြတပြောပြီးဆင်းလာသည်ဒေါ်လေးတမက်မနက်ကဆုံးသွားပြီဘာစုံမျိုးဆုံးသွားပြီဘာဖြစ်လို့လဲဘာဖြစ်မှမသိဘူးမကျင်ပြောတာတော့တရေလောက်တာလို့ပြောတယ်ဒေါ်ရင်းမြင့်လည်းတမိနဲ့ကလေးများမျက်နှာကိုမြင်ရောက်မိရင်ကျင်းထဲဆုတ်တက်လာတော့အပူကိုပြန်ဖိရင်တက်ကိုမနှဲရှူနေရသည်မနက်ကကလေးတွေအိမ်ရောက်လာလို့စိတ်ထဲတမျိုးထင်နေတာဘယ်လိုဖြစ်ရလဲကွယ်ဒေါ်လေးအရန်ငုံနေနဲ့ကလေးတွေကြားလို့ထိမ့်မရသိမ့်မရဖြစ်နေအောင်မယ်ဒါကြောင့်ဒေါ်လေးကိုအောက်ကိုဆင်းလာခိုင်းတာကလေးမရှိဘူးကြောင်းသွားနေတယ်ငါအခုတဲကိုသွားမယ်နေလဲလိုက်ခဲ့မကျင်ကအမေမလာခဲ့နဲ့ကလေးတွေကိုတရက်နဲ့ရက်မသိအောင်ထိန်းထားပေးပါလို့မှားလိုက်တယ်ဒါကြောင့်ဒေါ်လေးကိုတဲမတော့ပဲအိမ်မှာပဲနေပါနေအခုတဲကိုပြန်သွားမှာလားအလက်ကောင်လို့မခေါ်ခဲ့ဘူးအလက်ကောင်ကိုခေါ်တာမရဘူးအခုကျွန်တော်ဆရာဖုန်းကိုသွားပြင်မလို့ဆရာဖုန်းစီမသွားခင်ဒေါ်လေးကိုအရင်ဝင်ပြောတာဆရာဖုန်းကပယောကအောက်လန်ဆုံးတစီတရေများကိုနိုင်နှင်းသောပညာကိုလေးလာတက်မြောက်ထားသူဖြစ်သည်တရားလုံးကဆရာတစုလိုတတ်မှတ်ထားခံရသူဖြစ်သည်ကြောက်လုံးဆရာဖုန်းရင်ရောက်သွားသည်ဆရာဖုန်းကလည်းကြောက်လုံးစကားကြတော့အံ့ဩသွားသည်တနေ့ကပဲငါတင်ဖီတို့လေလေရောက်တယ်တင်ဖီတို့တဲမှာစော်မျိုးနဲ့တွေ့လို့စကားပြောခဲ့သေးတယ်ဖြစ်မှဖြစ်ရလေငါလိုက်ခင်မယ်ခဏဆောင်ဆရာဖုန်းလည်းဖះဆင်ရှိသွား၍ဖះကိုရှိခိုးလိုက်ပြီးဆေးလက်အိတ်ကိုယူကကြောက်လုံးနောက်ကလိုက်ခဲ့သည်လိုင်းတစ်လျှောက်လုံးဆရာဖုန်းအားရှင်းပြကသူတို့တဲရချက်တဲ့အသားဟင်းတွေကိုကိုပင်ပေါ်ကတရေကချက်တိုင်းစားပြစ်နေတာတဲ့အသားဟင်းမချက်ပဲဟင်းသီးဟင်းရလည်းချက်စားရောငယ်ဆုံးကောင်လေးကိုဝင်ပူးတာပဲဆရာကြီးမဲသားဟင်းဝယ်ကျွေးမှငယ်ကောင်လေးကိုပူးတာခွာပေးရဲ့တဲ့နောက်နေ့အသားဟင်းမချက်တော့ပဲ3ရက်လောက်ဟင်းသီးဟင်းရချက်စားရောစ
စိတ်ဆိုပြီးအလက်ကောင်ဝင်စီးပြန်ရောဝင်စီးရုံတသက်မဟုတ်ဘူးကိုဝင်ပေါ်တညလုံးခေါ်ပြီးဝင်စီးထားတာတဲ့ကောင်းလေးကတကိုင်းပေါ်တညလုံးထိုင်နေပြီးခြေလှုပ်လိုက်လက်လှုပ်လိုက်လှုပ်ပြနေတယ်ဟင်းချက်ကျွေးမှဆင်းမဲ့ဆိုပြီးတညလုံးမိုးလင်းတဲ့အထိနေတာကိုစောမျိုးကတညလုံးတစ်ပင်အောင်မှထိုင်ဆောင်နေတယ်မိုးလင်းတော့မမြကျင်ကဟင်းသွားဝယ်တယ်ဟင်းချက်ကျွေးပြီးမှကောင်းလေးကိုဝင်စီးရတဲ့တည်းဆင်းပြီးစားတာတည်းထမင်းစားနေတော့ကိုစောမျိုးကကိုဘေးကိုခုတ်လဲတာတည်းကငါ့အပင်ကိုခုတ်တဲ့ကောင်တေတက်မယ်ဆိုပြီးအခုအသေးတက်ပြစ်လိုက်တာပဲဆရာရဲ့တော်တော်ကျန်းတဲ့တည်းရဲ့ပဲတွေးကြသေးရပါကိုစောမျိုးကတည်းနဲ့တွားပြိုင်မိုက်တာကိုခုတော့ကိုကလက်မဦးပဲတည်းကလက်ဦးခံလိုက်ရတာပေါ့ကြောက်လုံးနဲ့ဆရာဖုံးလဲကိုစောမျိုးတို့တဲတို့ရောက်လာသည်ဟာဆရာဖုံးကြွလာတယ်ဟေ့တဲဘော်တို့တခါရဲတက်ပါဆရာဦးထွန်းကဆရာဖုံးကိုတဲဘော်ခေါ်တင်လိုက်သည်ကြောက်လုံးပြပြလို့ဆရာဖုံးလဲတိတန်တဲ့လောက်တီးပြီးရောပေါ့တိုင်းရင်မချက်တာနဲ့သူကရံပြူလို့တာပဲတဲ့ဆရာဒါကောင်းတဲ့အကြောင်းတရားတော့မဟုတ်ဘူးဒီတည်းကဒီပင်ရောက်တာမကြသေးဘူးဖြစ်မယ်မမလည်းရောက်တာမကြသေးဘူးလို့ထင်တယ်သင်ခိုးစားခံရတာ10ရက်လောက်ပဲရှိသေးတယ်အချိန်ကနေ့2 နာရီကျော်ပြီတရေကဒီတစ်ပင်မှာရှိသေးတယ်ဘာမှမပူနဲ့ဆရာရအောင်ရှင်းပေးမယ်အခုပါလေဆရာကြီးအလောင်းကို4စင်ထိုးပြီးကလေးကငိုသူကငိုစိတ်ဝင်စား၍လာကြည့်သူကလာကြည့်တဲမှာလူ20ကျော်30နီးပါးရှိနေတော့သည်ဆရာဖုံးကတေတော်သူကတကယ်တေသွားပြီးသူ့ရဲ့ဒေါသစိတ်ကသူ့ကိုတတ်လိုက်တာပဲတရေနေတဲ့အပင်ကိုဓာတ်နဲ့သွားခုတ်တော့တရေကဝိညာဉ်နှုတ်ပြတာပေါ့တယောက်တစ်မျိုးဝေဖန်နေကြသည်တရေကိုတော့မောင်တဲ့အချိန်ကြီးဆောင်ပြီးမှဘာလို့တင်နေဆိုတာပြောမယ်ခုတော့အချိန်စောနေသေးတယ်ဘယ်အချိန်လောက်ဆောင်လဲဆရာကြီးညနေနေဝင်တရောအချိန်ဆိုအတော်ပဲအခုခဏတီးခံပြီးဆောင်နေကြပါမမြကျင်နဲ့အမျိုးသမီး3-4ယောက်ကအာသူဘမှာလာရောက်ဝိုင်းဝန်းကူညီသူများကိုကျွေးမွေးရန်ထမင်းနဲ့ဟင်းချက်ပြုတ်နေသည်ထိုအချိန်အလွယ်ရသောကြက်3ကောင်ကိုဘူးသီးနှလုံးနဲ့ရောပြီးကာလာတာဟင်းချက်လိုက်သည်ညနေ9 နာရီခန့်ထမင်းနဲ့ဟင်းများချက်ကုန်ပြီဖြစ်သည်ကနဖြင်းတဲအတွင်းထမင်းဝိုင်း2ဝိုင်းပြင်ပြီးကျွေးမွေးရန်ပြင်ဆင်ကြသည်ကြောက်လုံးတယောက်တဲနောက်မှာနွားများကိုအစာကျွေးနေသည်ကြောက်လုံးတယောက်နွားစာအတွက်ပွေလာသောကောက်ရိုးထုံးကိုပြစ်ချကာထမင်းဝိုင်းရှိရာသို့ပြေးဝင်လာပြီးဟေ့ဘယ်သူမှမစားနဲ့ငါစားမယ်ကွာဟာကြောက်လုံးဒီကောင်တဲရဲ့စီဘလူးစီမစားရကြနေရတယ်ဘလို့ဖြစ်တာလဲဒီကောင်ကိုကိုပင်ဘောကတဲရဲ့ဝင်စီးရနဲ့တူတယ်ထမင်းဝိုင်းရှိရာခြေကားရလက်ကားရနှင့်တနအီတင်းကဝင်လာပြီးဇပွဲဝိုင်းပေါ်ခုန်တက်ကတပကံပြီးတပကံဟင်းများထဲကစားတော့သည်အခြားတစ်ဝိုင်းမှာစားနေတော့သူများကြောက်လုံး၏အပြုတ်မှုကိုမြင်ပြီးထိတ်လန့်ကစားလက်စာကိုမစားဘဲအပြင်ကိုထောက်တော့ကြသည်ဟာဘိုထမင်းနဲ့ဟင်းနေလဲငါစားမယ်သူမှမစားရအောင်ဟင်းထက်ပေးဦးမမြကျင်ကဟင်းလိုက်ပွဲကြိုင်ကိုချပေးလိုက်သည်ကြောက်လုံးဟင်းကြိုင်အတွင်းအသားဖက်များကိုယူစားနေသည်ဟင်းကအငွေ့1000လောင်ထနေသည်ကြောက်လုံးကဟင်းရဘူးတဲ့လက်နိုင်ပြင်မဲ့ပူတိဟန်မရှိဆရာဖုံးကအပြင်ထွက်ရက်ပြီးခြေနေကိုအကဲခတ်နေသည်ကိုကြီးထွန်းခဏလေးကျွန်တော်ပြောစရာရှိလို့ဦးလေးထွန်းကဆရာဖုံးခေါ်ရနောက်သို့လိုက်သွားသည်တနေရာမှာရက်ပြီးဆရာဖုံးကအနီးနားတဲကလူတယောက်ကိုအကူကြီးတောင်းပြီးကြက်တကောင်လုံးခေါင်းချေကလေးစားမကြံဟင်းတအိုးချက်ခိုင်းပေးပါအမွေးနှုတ်ပြီးအားလုံးတက်ရှင်းရမှာလားဟာဒါတော့လောက်ရမှာပေါ့လူစားလို့ရတဲ့ပုံစံထိတန်းစင်ပြီးချက်စီခြင်းတယ်ထမင်းကိုနိုးစီဘူးနှလုံးလောက်ချက်မင်းလေးစီစဉ်ပေးပါအားလုံးပြီးရင်ကျွန်တော်အကြောင်းကြားဒီကိုယူမလားနဲ့ကျွန်တော်လာခဲ့ဘာလုံးကိုလဲသိခွင့်ရှိမလားမဖဲဝါကိုကျွေးမလို့ဒီတရက်နိုင်တာမဖဲဝါပဲရှိရဲ့မဖဲဝါကိုပြင်ရမယ်ထဆောင်လေးလာဆောင်ဗျာဦးလေးထွန်းခိုင်းရရှိလို့လားအေးကျော်ဝင်းကိုတော့ခေါ်စမ်းထဆောင်သွားပြီးအကြခင်ကျော်ဝင်းရောက်လာသည်ဦးလေးထွန်းကကျော်ဝင်းအားကြက်တက်ကောင်ဖမ်းပြီးဟင်းအမြန်ချက်ခိုင်းလိုက်သည်ထဆောင်မင်းကနှုတ်ဝင်တဲ့တရားကိုသွားရှာပြီးကျော်ဝင်းတို့တဲကိုခေါ်ခဲ့သူတို့ခေါ်ခဲ့တော့ဘယ်သူမှမသိစေနဲ့ကျော်ဝင်းကဟင်းချက်ရန်သွားစီစဉ်နေသည်ကျော်ဝင်းတို့တဲနဲ့ဇော်မျိုးတို့တဲကလက်တကွက်သာချသည်ဆရာဖုံးနဲ့ဦးလေးထွန်းတို့ကျော်ဝင်းတဲမှာစကားထိုင်ပြောနေသည်သားဆောင်ကရွာသို့နှုတ်ဝင်တဲ့ခေါ်ရန်သွားနေသည်ဇော်မျိုးတို့တဲမှလူတစု
ရိုးနှင့်လှုပ်ရှုပ်နေကြသည်တရေကထမင်းဆိုင်ုံနှင့်ကျင်းနေပါမလားသိမပူပါနဲ့ထမင်းဝသွားရင်ပူကက်ရာကထွက်သွားပြီးတပင်ပေါ်ပြန်သွားမှာပါဆရာဖုံးပြောသည့်အတိုင်းကြောက်လုံးကိုဝင်ပူကက်စားပြီးသည်နှင့်ကြောက်လုံးခွေကနေပြစ်ကျသွားကတရေထွက်သွားတော့သည်ခဏကြာတော့ကြောက်လုံးလဲရမှထလာတော့သည်ဟူးငါဘာဖြစ်သွားတာလဲမင်းတို့တရေဝင်စီပြီးငါတို့အတွက်ထည့်ထားတဲ့ထမင်းနှစ်ဝိုင်းလုံးခုံပေါ်တက်ပြီးအားလုံးစားပစ်လိုက်တယ်ဟာမင်းတို့တကယ်ပြောတာလားကြည့်လေဟိုထမင်းဝိုင်းနှစ်ဝိုင်းလုံးဖေဝဲရဲဖြစ်နေတာဘယ်သူမှဝင်မစားရတော့ကဲမလုံးတို့မမက်ကျင်တို့ထမင်းဝိုင်းသိမ့်လိုက်တော့ဘယ်သူမှမစားနဲ့တော့ဒီညဘယ်လိုစကန်သွားရပါမလဲအလောင်းကတကောင်တဲရတကောင်ဒီဆက်သွားတဲ့သူရမလာသေးဘူးလားဒီဆက်ကအငှားလိုက်သွားလို့မရှိဘူးမနှက်ပြင်မှရမယ်အခုအောက်လင်းမိအိမ်သုံးလုံးနိုင်ရေးအတင်းရဝင်ယူခဲ့တယ်မကြခင်မှာပင်မောင်းလာသဖြင့်အာသုဘတဲမှာအောက်လင်းဓမီသုံးလုံးဖြင့်လင်းထိန်နေသည်အာသုဘအိမ်မှာလူ20နီးပါးရှိနေသေးသည်ကျော်ဝင်းတို့တဲမှာဆရာဖုံးကဦးစီးပြီးရွာပြင်တင်းချိုင်းရှိမဖဲဝါကိုပင်ဖိတ်ရန်စီစဉ်နေကြသည်ဆရာဖုံးကသကောတစ်ဖက်တစ်ချက်ခင်း၍ထမင်းပုံဟင်းပုံကသေးဘောလိတ်ရေတို့ဖြင့်ပြင်ဆင်လိုက်သည်မဖဲဝါကိုရီမှန်ကျွေးမွေးရန်အမောင်မတန်းရင်ကလေးကပါဆက်ဖြင့်ဖိတ်ထားခဲ့သည်ထို့နောက်အားလုံးပြင်ဆင်ပြီးရွာပြင်တင်းချိုင်းဘက်သို့အားလုံးမျက်နှာမူရဲ၍ကန်တင်းပေါ်မှစားပွဲကိုချလိုက်သည်မဖဲဝါခင်ဗျာညာဦးပိုင်းကကျုပ်ဖိတ်ထားသည့်အတိုင်းစားတော့ပွဲအစဉ်သစ်ဖြစ်ပါပြီတိတယ်ဆိုရင်ရှိသည့်နေရာမှာအမြန်လာစေခြင်းပါသည်စားပွဲများလည်းလာသုံးဆောင်စေခြင်းပါသည်ထို့သို့ပင်ဖိတ်လိုက်သည်နှင့်မကြခင်နတ်ဝင်တဲ့ဒေါ်ရွှေတကိုယ်လုံးတုံတုံရီဖြစ်လာကကန်တင်းပေါ်သို့ခုန်တက်ပြီးထမင်းများဟင်းများကိုအားရပါရစားတော့သည်မကြခင်မှာပင်သကောထဲရှိစားတောက်ဖွယ်ရာများကုန်သွားသည်ကြေကွက်ထဲမှရေကိုတကွတ်ကွတ်နှင့်တောက်ချလိုက်သည်ကဲပြောစမ်းဘာကိစ္စနဲ့ငါ့ကိုခေါ်ရတာလဲဒီလိုပါရှေ့ကတစ်ပင်ကြီးမှာတရေတကောင်ရောက်နေပါတယ်ဒီတရေကနေုံနဲ့အားမရပဲတစ်ပင်အောက်မှာရှိတဲ့တဲကမိသားစုကိုဒုက္ခမျိုးစုံပေးနေပါတယ်ထမင်းဟင်းမှန်သမျှစားပြီးတားဟင်းမကြွေးလို့တဲ့တဲရှင်ကိုပါတက်ပစ်လိုက်ပြီးအဲ့ဒါမဖဲဝါကိုယ်တိုင်အဲ့တရေကိုရှင်းလင်းပေးစီချင်ပါတယ်ဆရာဖုံးစကားဆုံးတော့မဖဲဝါဝင်စီထားသည့်လက်ဝင်တဲ့ဒေါ်ရွှေကဗမျိုးတဲသို့စိုက်ကြည့်လိုက်သည်။အော်ဒီတရေကမကြီးပင်ရွာကနှင်လိုက်လို့ဒီကိုရောက်လာတာ။ဒီကောင်ဒီနေရာနဲ့မတန်ငါတင်ညံ့နဲ့ခေါ်သွားပြီးအပိုးကျိုးအောင်ဆုံးမပြမယ်။ဆုံးမပေးပါအားကိုးပါတယ်။နေအောင်ဒီကောင်တဲ့ဘက်မှာနေလို့မရအောင်အရင်လုပ်ပြမယ်။ဒေါ်တင်လဲလက်ကိုဒေါ်မျိုးတဲသို့ဆန့်တန်းလိုက်စဉ်ဘုံကနေအတန်ကိုကြားလိုက်ရသည်။ဒေါ်မျိုးခုတ်၍သုံးပုံနှစ်ပုံပြတ်နေသောကိုပင်ကြီးမလဲကြပဲရှိနေရမှာနေမတိုးပဲရုတ်တရက်လဲကျသွားသည်ထိုအချိန်အာသုမမှထိုင်နေသောလူများထိတ်လက်ဖြစ်ကုန်သည်တဲတွင်မှထွက်ကကိုပင်ကြီးကိုကြည့်နေကြသည်ကဲစိတ်ချလက်ချနေပြီတော့ဒီတရေကောင်ကိုတင်းချိုင်းတဲ့ခေါ်သွားတော့မယ်ငါရဲ့ခွေးကြီးနောက်ကဒီတရေကောင်ပါလာလိမ့်မယ်ခဏနေတော့လဲရမှာဒေါ်ရွှေတတိရလာပြီးထထိုင်လိုက်သည်ကဲဦးထွန်းမနေ့ကျရင်ကိုပင်ကြီးကိုရှင်းခိုင်းလိုက်ဘာတရေအနေနဲ့မှမရှိတော့ဦးလေးထွန်းဆရာဖုံးတို့နဲ့အတူကျော်ဝင်းတို့မိသားစုအာထုဘရှိရတဲသို့ရောက်လာခဲ့ကြသည်ကျော်ဝင်းကရောသားများကိုဆရာဖုံးဦးစီးပြီးတရေကိုနှင်းလိုက်ပြီးဖြစ်ကြောင်းပြောပြလိုက်သည်ဒါကြောင့်ကိုပင်ကြီးရုတ်တရက်လဲကျသွားတာကိုဒီကလူတွေအားလုံးလန့်ပြီးអော်လိုက်ကြသေးတယ်ဦးတော်ပါသေးရဲ့တရေထွက်သွားလို့ထိုအခါမှပင်ရောသားတို့သည်စိတ်ချလက်ချအာထုဘကိုစောင့်နိုင်တော်သည်ရောသားအချို့အာထုဘစောင့်ရင်ဖဲဝိုင်းလောက်ရန်ဒုစုနေကြသည်တဲတကောင်ကြောင့်ပျော်ရွှင်စရာမိသားစုလေးကြေကွဲစရာဖြစ်သို့ကြုံခဲ့ရပါတော့လေသည်